ညနာတက်လာအောင်မယ်နောက်တစ်ခုခါကျတော့အဲ့လိုမျိုးခီးသွားရဲဆိုတာလောနဲ့လည်းမသွားချင်ဘူးเนาะကိုယ်အိမ်ကိုယ်ကားတွေတခါတည်းပါလာတယ်မင်္ဂလာပါဒီညကတော့ဒါတောင်ပေါ်တက်မှာပေါ့နော်ကန်တင်းဟိုင်းလန်းသွားမလို့ပါအဲ့ဒါတောင်ပေါ်မတက်ခင်လေးဒီမှာအရန်နာမည်ကြီးတဲ့ဟော့ကဲမီဆိုင်တစ်ဆိုင်ရှိရဲအဲ့မှာညနေစာလာစားမလို့ကဲသွားစားရအောင်နော်အခုမခေါင်းတို့ဒီဆိုင်ကိုရောက်လာပြီဒါပေမဲ့လူကအများကြီးပေါ့နော်နေရာရဖို့တန်းစီနေအကြောင်းမလို့မစောင့်နိုင်တော့ဘူးပေါ့နော်အဲ့နဲ့မစားဖြစ်တော့ဘူးဒါနောက်တစ်ခါမှပဲလာစားတော့မယ်အခုမခမ်နိုကန်တင်းဟိုင်းလန်းကိုရောက်ပါပြီဒီနေရာကတော့ဒီညအိမ်မဲ့ပတ်ဝန်းကျင်နေထားပေါ့နော်ဒီတင်ပါရဲ့အောက်နော်မှာပြီးရင်ဒီတစ်ခေါက်လာတာမခမ်နိုကကမ်ပင်းလုပ်ဖို့တမ်းမဟုတ်ဘူးပေါ့နော်ဒီတစ်ခေါက်ကတောင်လာတက်တာပေါ့မရပြန်တက်မဲ့တောင်ကဒီထိတ်မှာရှိရယ်ဆိုမရပြန်ကြရင်တိမ်ပင်လဲကိုတော့ကြည့်မယ်ကြည့်ပြန်လာရင်ဒီကတောင်လာတက်မယ်ပြီးရင်နောက်ထပ်ဒီမှာစီဆိုင်လည်းရှိသေးရပေါ့နော်ဒါညကြရင်အလေးအပေါ်သွားချင်တယ်ဆိုရင်ဒါအရန်ဟိုမှာအဆင်ပြေရပေါ့နော်ကဲအရန်အေးတယ်ဒီမှာအိမ်မယ်လမ်းဘေးမှာကြီးပေါ့နော်ကားတန်တော့နည်းနည်းစုမယ်ဒါပေမဲ့ကိစ္စမရှိဘူးအေးတယ်Morning မှာအခုကန်တင်းဟိုင်းလန်းက First World Hotel အနောက်ကတိမ်ပင်လေကိုကြည့်ဖို့ရောက်နေရပေါ့နော်ဒီကတိမ်ပင်လေကအရန်ထူပြီးတော့လာလို့လေလာကြည့်ရလူတွေအများကြီးပဲကဲမခေါင်းတို့လည်းတကြည့်ကြရအောင်အရင်တစ်ခေါက်ကမခေါင်းတို့လာတော့ဟိုဘက်မှာ camping လုပ်တယ်ပေါ့နော်အခုအဲ့ဒီနေရာကိုသူများတွေကပိတ်လိုက်ပြီးcamping လုပ်လို့များတော့ဒီတနေရာပဲကျန်တယ်အကြောင်းကဒီမှာလူတွေစုပြီးတော့လူတော့များတယ်ပေါ့နော်ဒီဆိုဒီနေ့ဆိုရင် view အရင်လာရလေအပြင်မှာချက်လို့ရတယ်ဒါပေမဲ့ guest book မပါလာတော့ကောင်းမှာပဲပြန်ချက်ရမှာပေါ့နော်ဒီအိုးအသေးလေးနဲ့ခောက်ဆွဲချက်မယ်နီးမဖွင့်ရသေးအောင်နီးဖွင့်အောင်ဆိုင်ရနေယူခဲ့တာဒီမှာမနှက်စာချက်ဖို့သူနံပင်ခောက်ဆွဲစုပေါ့နော်ပြီးရင်ဒီပေါက်ဘောလေးလည်းထည့်မယ်ပေါ့နော်ရေပွက်ပြီလားမသိကောင်းမှချက်တာအကျင့်မဖြစ်တော့လေဒီခုံရုပ်လေအမြဲတမ်းသူတို့လမ်းဖို့မေ့
ဒီ spit တေးသေးလေးမှာပဲတော်တော်ပြီးတော့ချက်တော့လေအေးနေရာမလောက်ဘူးလားလို့တကယ်လို့ဆိုရင်နေရာမလောက်တော့မဟုတ်ဘူးပေါ့နော်ဒီစပွဲခုံအများနဲ့လန့်ဖို့မေ့နေဒီနေ့လည်းထားလိုက်တော့ဒီတိုင်းလေးပဲချက်တော့ပြင်းနေပစ္စည်းပြန်ရွှေ့ရနံပါတ်ရမ်းကြိုက်တယ်ဟင်းရမှထဲမွေးရလေကျွန်တော်ထဲလာအောင်ဒါဟာကြတော့ဟင်းရဒီဟင်းရဟိုငချောင်းနဲ့ချက်ထားဒါဒီနေ့ဆိုင်ရရှိတဲ့ဟာတွေအကုန်လုံးတဲလာရေပွက်ပြီလားအိုးရေပွက်ပြီဆိုရင်ခောက်ဆက်အရင်ပြုတ်မယ်ထပ်ဆောင်ရအောင်အိုးနေထွက်ပြီမနက်ကမခံပြောတာတက်ခွပန်းနေမရှိဘူးဆိုတော့မဟုတ်တက်ခွပန်းနေရှိရအကုန်လုံးဟိုဘက်မှာတလားအဝေးမှာလေအကုန်လုံးကအမနက်ကနေရမထွက်သေးတော့မမြင်ရတာအခုလည်းမြင်ရမလားမသိဘူးမတက်ခွပန်းနေတော့အများကြီးဒါပေမဲ့အဝေးမှာပေါ့နော်နေမြင့်ပြီညနာတက်လာအောင်မယ်တကယ်တမ်းဆိုရင်ဒီကားပေါ်မှာနေရတဲ့ဘဝကလေဒါအရင်ตายရနေတဲ့ဘဝမျိုးမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုရင် तू ကဟိုနေရာချင်းလေးထဲမှာ तू ကလေထားလိုက်တော့အခုမှမခမ်းဆိုရင်ဒီမှာညနာတက်တာလေဒီနေရာပဲချက်ပြုတ်တာလေဒီနေရာပဲပေါ့နော်အဲ့လိုနေရာချင်းလေးထဲမှာနေနိုင်တဲ့လူတွေအတွက်ပဲကားအိမ်ကတင့်တော်တာပေါ့နော်သူတော်များမခမ်းလို့ပဲဖြစ်မယ်လို့ထင်တာပဲဘာလို့လဲဆိုရင်ကားအိမ်ရချင်ပြီဆိုရင်အစပိုင်းမှာပေါ့နော်ဟိုကားအကြီးကြီးတွေတော့ကြည့်ရပေါ့နော်ဘာလို့ဆိုတော့ကားအိမ်ဆိုတော့အကြီးဖြစ်ရမယ်အကျယ်ဖြစ်ရမယ်နော်အဲ့လိုမျိုးရီမန်းချက်ထားပြီးတော့အေးကားအိမ်လေးလိုချင်လိုက်တာပေါ့နော်ဒီကတန်းဝယ်တော့လေမခမ်းလဲကားဟိုပါပေါ့နော်အစီကြီးတဲ့ဟာဝယ်တယ်မခမ်းရဖနမသစီးလေအကြီးပဲကားအကြီးကဘာဖြစ်လဲဆိုတော့ရချင်တဲ့အချိန်မှာအကြီးရချင်တာမှန်တယ်ဒါပေမဲ့တကယ်ဝယ်တဲ့အချိန်မှာအကြီးရလေဘယ်သွားလုံးဝအဆင်မပြေပါဘူးအဆင်မပြေဘူးဆိုတာ तू နည်းလေးမောင်းရတာပေါ့နော်ကားအကြီးထဲမှာပစ္စည်းတွေအများကြီးအိမ်လုံးတည်သွားဆိုတော့ကားကိုဖြည်းလေးကိုမောင်းသွားရတယ်အဲ့မှာတင်အချိန်တွေအများကြီးကုန်တယ်ပေါ့နော်နောက်တစ်ခုခါကျတော့ parking ပေါ့နော် parking လုံးဝအဆင်မပြေဘူးသမင်းလေးခဏသွားစားဖို့ကားထိုးမအောင်နေရအောင်ရှာလိုက်ရတာပေါ့နော်ပြီးဟိုဟာနဲ့မလွတ်တရားနဲ့မလွတ်ဆိုတော့အရင်အဆင်မပြေလို့ပြန်ရောင်းလိုက်တယ်ပေါ့နော်ပြန်ရောင်းတော့အခုဒီတစ်စီးပြန်ဝယ်တယ်ဒီတစ်စီးကပြောရမယ်ဆိုရင်လုံးဝကိုပြောမယ်ဆို perfect ဖြစ်နေပေါ့နော်သူကပေါင်မုံကားထဲမှာဟိုမှအကုန်ပါချိုးလို့ရတယ်အိမ်သာပါတယ်သမင်းချက်လို့ရတယ်ဆိုတော့အကုန်လုံးအဆင်ပြေဒါပေမဲ့နောက်တစ်ခုအဆင်မပြေသေးတာသူကပေါ့နော်ဒီ off road တွေသွားမယ်ဆိုရင်သူကအရင်အဆင်ပြေတဲ့မှာမပါသေးပြန်ဘူးအကြောင်းမလို့အခုမခမ်းတော့ပြန်စင်းစားနေတာဒီ highlight ကိုပြန်ပြီးတော့ဟိုစင်မလားပေါ့နော်ဒါပေမဲ့အဲ့ဒါအကြာကြီးဖြစ်အောင်မှာပါဒီသစီးနဲ့ပဲအရင်ဆုံးသွားထားအောင်မယ်ပေါ့နော်အဲ့ကြောင့်မခမ်းဒီနေ့အကြံပေးချင်တာပေါ့နော်ဒါမခမ်းရဲ့အမြင်နဲ့ပါဒါလူတိုင်းမှာအသွေးရတော့မတူဘူးပေါ့နော်တကယ်လို့ကိုကဟိုခီးသွားတာတွေပဲဝါသနာပါတဲ့လူဆိုရင်ဒါဟိုစိန်ကြနဲ့ကားအိမ်လေးကအဆင်ပြေမှာပဲ။နော်တကယ်တော့တဘာဝအလားစစ်စစ်ကိုခန်းစားချင်တယ်ဆိုရင်ဒီကားကတော့အကောင်းဆုံးอ่ะပေါ့နော်သေးလေကောင်းလေနော်ကားကတော့ခံနိုင်ရင်ရှိတဲ့ကားလမ်းကျန်းခံတဲ့ကားဝယ်ပြီးတော့ဒါအသုံးအဆောင်တွေကတော့နဲလေကောင်းလေနော်အဲ့ဒါမှပဲကိုသွားရှင်တဲ့နေရာကိုရောက်မှာအကြောင်းလို့မခမ်းခုနအစမှာပြောခဲ့သလိုမျိုးပဲကားအိမ်ကလူတိုင်းနဲ့မတင်တော့ဘူးဒါပေမဲ့ကိုကသဘောကျတယ်ဆိုရင်ဒါအရင်အဆင်ပြေပေါ့နော်ကိုလိုရာခီးကိုသူကပို့ပေးနိုင်အဲ့ဒါပါပဲ
ဒီနေ့ကဟင်းရပွက်တာကြားတယ်ဆိုတော့ပဲဟုတ်မလဲခုနကလေဒီမှာကြည့်ဒီနံပါတ်1ကိုတနှိပ်ထားပါတော့အခုဒီနံပါတ်2ကိုနှိပ်မှပဲဟင်းရဒီမှာပွက်မဲ့အနေထားမှပြန်ရောက်တယ်ဒါကခုနရှန်ထွက်မှာဆိုလို့ခတ်ထုတ်ထားတဲ့ဟင်းရချိုးနေရပဲမနက်စာမစားခင်လေဒီ dumpling ကိုအရင်ပေါင်းထားမယ်ပေါ့နော်နေ့လယ်စာအတွက်ဟိုအထဲမှာအများကြီးပါတယ်ဟာ9ခုပဲပါတယ်ထင်နေရ10ခုပါတယ်ဟိုကြီးပဲဒီမှာမဆိုးစားလို့ကောင်းဒီဟာတကယ်စားလို့ကောင်းမခါမစားလို့ကောင်းလဲဆိုရင်ကောင်းတယ်လို့ပြောမကောင်းဘူးဆိုမကောင်းဘူးလို့ပြောအခုပဲနိုင်ရှိနေတယ်9နာရီခွဲတော့ရှိနေတယ်နော်အဲ့လိုပဲကိုရဲလေတနေ့ရသွားမယ်ဆိုရင်ဥမာဟိုတောင်းလဲဒီနေ့သွားမယ်တောင်းလဲအစောတက်မယ်ပေါ့နော်တိမ်မီလဲကြည့်ပြီးတော့လေတိမ်မီလဲကြည့်ပြီးတော့စားပြီးရနဲ့တန်းသွားမယ်စောလေးသွားမယ်ဆိုတော့မဖြစ်ဘူးနေရလေနော်နောက်တစ်ခုခါကျတော့အဲ့လိုမျိုးခီးသွားရဲဆိုတာလောနဲ့လည်းမသွားချင်ဘူးလေနော်ကိုအိမ်ကိုကားတွေတခါလေးပါလာဆိုတော့အေးစစ်စစ်ဒီနေ့သွားဖြစ်လဲသွားမယ်မသွားဖြစ်လဲနောက်တစ်ခေါက်ပေါ့အဲ့လိုမျိုးအဲကြောင့်မလို့လေနေရာတစ်ခုလေသူများတစ်ခါသွားရတယ်ပြီးရကိုက3-4ခါလောက်သွားရတယ်အရင်တစ်ပတ်ကတက်ခဲ့တဲ့ဂူနုံအောင်စီဆိုရင်3ခါရောက်တယ်ဒီကအဲ tray ဟိတ်ကိုလေမီးရပိတ်လိုက်တာလားအေးအဲ့လိုပဲလှုပ်လိုက်ရင်စောက်တယ်နံပါတ်1လဲတော့ပိတ်မိရောဟာအတန်းမမီတော့သွားပူအောင်ပူတယ်မမခံပြောတဲ့အထဲမှာအရေးရွှမ်းတဲ့ပုတ်ပေါ်ပါနော်အရင်ကြိုက်တယ်စားတော့ကောင်းမဖမ်းမဒါနဲ့စကားမဆက်မနေ့ကအိတ်တာတယ်နေရာ3နေရာပြောင်းရပထမတနေရာဟာကျတော့ကားထိုးတဲ့နေရာအဲ့လိုဆောင်းတော့ကိစ္စမရှိဘူးလေဆိုပြီးတော့အိတ်လိုက်တာဒါမဲ့နိုင်ဝက်တော့မရအောင်ခါးတွေနာပြီးတော့ခေါင်းတွေပါမူးပါဘောနော်အဲ့နဲ့နောက်တနေရာကိုပြောင်းတယ်နောက်တနေရာကိုပြောင်းတော့ဘာဖြစ်လဲဆိုတော့ကလေးတွေပေါ့နော်ကလေးတွေဒီမှာဟိုအကင်နဲ့လာကင်စားတယ်နည်းနည်းတော့တောက်ထားမယ်ထင်တာပဲအစားပြီးတောက်ပြီးတော့ကားကိုလေမခမလို့ကားကိုပတ်ပြီးတော့လို့မောင်းတာဝုန်းဆိုနေတာအစင်မပြေဘူးလေနော်ဟဲ့ကိုကကြားတယ်ကနေတေးနေဦးမယ်အကြောင်းမလို့နောက်တနေရာကိုပြန်ပြောင်း3နေရာမြောက်ဒီနေရာကကြတော့မနေ့တော့ငါတိမ်ပင်လေလာကြည့်နေဒီနေရာကိုရောက်တော့ဒီမှာမနေ့စားတစ်ခါချက်ပြီးတော့စားပါဘောနော်ဆိုလိုကကိုပဲမှာပဲအေးစူတာတော့ကိစ္စမရှိဘူးပေါ့ဆိုရင်လူအိတ်တဲ့နေရာမဟုတ်ကိုတော့အိတ်တာလေအဲ့ဒါကိုအပြည့်ဒီမှာအိတ်တယ်မရလို့ဒီထဲမှာပြောင်းပြီးတော့အိတ်အခုဒီနေ့တက်မဲ့တောင်ကဒီကနေတက်သွားလိုက်ရုံပဲနီးနီးလေးပဲဒ
ဒီနေ့တော့ကူနုံလာရီတမ်ဘကောက်ဆိုတဲ့တောင်တက်မှာပေါ့နော်ဒီတောင်ကအခုဒီကန်တင်းရဲ့တင်ပါရဲ့နဲ့မျက်နှာချင်းဆိုင်ပဲဆိုတော့လမ်းကဒီလမ်းမကြီးအတိုင်းသွားလို့ရတယ်ဒီလိုမဲ့မခမ်းတော့မားပြီးတော့လေဒီအတိုင်းတက်လာတော့မမကြီးတက်လာရတဲ့အန်ရတော့အရင်များတယ်ပြီးရင်ဒီအထဲဝင်တော့မယ်ပေါ့နော်အခုမခမ်းတော့10မိနစ်လောက်ပဲတက်လာရသေးရနော်တောင်ထိတ်တော့မရောက်သေးဘူးဒါပေမဲ့လမ်းတစ်ဝက်မှာပဲ Mossy Forest ကအရန်လာတယ်ဒီမှာကြည့်လိုက်အောင်အပြင်ထဲမှာလေအကုန်လုံးရေညှိနေတယ်ဒီမှာကြည့်ပြီးမြူတွေကလေခဏကြိုက်နေပူလိုက်ခဏကြိုက်မြူဖုံးလိုက်နေလေအရန်ကိုမော်ဆန်တယ်ပေါ့နော်ပြီးရင်တက်ရတာလည်းအရန်လွယ်တယ်10မိနစ်ပဲတက်ရတယ်ဒါပေမဲ့ဒီလိုရှုခင်းလေးကိုမြင်ရတော့ဒါလုံးဝမိုက်တယ်အားရတယ်ပေါ့နော်我看见刚我进来哦，莫西这边的人来了，那边细的细的，对你的嘞，土越老些对土啊嘞，对吧？我记，他不要一年呗，你来干我刚来的，哪来的我记 ，Oh my god！ညမှာတော့လမ်းနည်းချော်တယ်တစ်မြစ်တယ်အခက်မသိရင်ရှော်ပိုးဆိုအောက်ရောက်တော့မှာအဲ့တော့နည်းနည်းတော့တတိထားရောက်ပြီကူနုံလာရီတမ်ဘကောက်ဒီမှာရှုခင်းကြည့်လိုက်အောင်အိုးဒါပေမဲ့ဘာမှမမြင်ရအောင်မြူတွေဖုံးနေကြတော့မြူမဖုံးဆိုရင်ကန်တင်းကိုမြင်ရတယ်ပေါ့နော်ဒီနေ့တော့မြူတွေဖုံးနေ
အခုမခမ်းလို့စာပြီးတောက်ပြီးလို့ပေါ့နော်ဆက်သွားကြည့်မယ်ဆက်နောက်ထပ်10မိနစ်လောက်ဆက်သွားရင်အမှ view point တစ်ခုရှိသေးရဆိုတော့ဆက်သွားကြည့်မယ်ဒီမှာလမ်းလည်းရှိရဆိုတော့လေကဲလိုက်ခဲ့ပါအောင်ခုနတောင်ထိပ်ကနေဆက်ပြီးတော့ရှောက်လာရင်မြင်ရတဲ့ view လေးပါကဲ10မိနစ်လောက်ပဲရှောက်ရရပေါ့နော်ဒီနေရာမှာလည်း view တစ်မျိုးလေးပေါ့အရန်လာတယ်ဒါပေမဲ့ view တွေကဖုံးနေတော့အဝေးကြီးကိုမမြင်ရဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်အရန်လာတယ်ဟူးတကယ်တက်ရမယ့် tree hike ကဒီကနေတက်ရမှာပေါ့နော်ဒါပေမဲ့မခမလို့ခုနမသိကို shortcut ခနဲ့တက်သွားတာအဲ့လိုမတ်ကြီးပေါ့နော်ဆိုတော့အရန်အနေရများတယ်အမှ